မင်္ဂလာပါဒါက Times မြန်မာဘာသာစီစဉ်မှပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့ချင်းပြည်နယ်ဆိုရကတင်တာခေါ်ယူရဲရလက်တချို့ဒေချာနေပြီဖြစ်တော့လေတချို့ကမှဒီဇင်ဘာလ15ရက်တွင်ချိန်ငံပြီဖြစ်ကြောင်းသိရပါရယ်ချင်းပြည်နယ်ဆိုရက2020-2021ဘဏ္ဍာနှစ်အတွင်းလုပ်ငန်းတင်တာ243ခုအတွက်မြို့နယ်အသီးသီးရှိ company 1325ခုကနိုဝင်ဘာလ16ရက်နေ့မှ26ရက်နေ့အထိဝင်ပြိုင်ခဲ့ကြရာတင်နာရလက်တချို့တေချာနေပြီဖြစ်တော့လေတချို့တင်နာရလက်ကိုမလာမယ့်ဒီဇင်ဘာလ15ရက်နေ့တွင်ချိန်ငံပြီဖြစ်ကြောင်းသိရပါတယ်လောက်ဝန်းကျင်နာကျင်ငွေတန်း100အထက်လောက်ကွက်19ခုအတွက် company 122ခုကရှောက်ထားပြီးကျင်ငွေတန်း100အောက်လုပ်ငန်းတင်နာ226ခုအတွက် company 1203တို့ကဝင်ရောက်ရှင်ပြိုင်ကြောင်းသိရပါတယ်ကျင်ငွေတန်း100အထက်လုပ်ငန်းတင်နာရလက်ကိုချိန်ငံပြီးကြပြင်ကံပလန်နဲ့ပလဝမ်းမြို့နယ်အတွက်လဲချိန်ငံပြီးဖြစ်တဲ့တခြားလုပ်ငန်းတင်နာရလက်ကိုတော့ဒီဇင်ဘာလ15ရက်နေ့ချိန်ငံပေးဖို့ရှိတော့ယခု company တွေရဲ့အမှတ်စရင်းတွေစီစစ်နေတယ်လို့ရင်းပြည်နယ်ဆိုရပြောရေးဆိုခွင့်ရှိသူဝန်ကြီးဦးစုထက်ကဟာခါ Times ကိုပြောပြခဲ့ပါတယ်2020-2021ဘဏ္ဍာနှစ်အတွက်ဘတ်ဂျက်ငွေကိုလွန်ခဲ့တဲ့အောက်တိုဘာလ1ရက်နေ့တွင်ပြည်ထောင်စုနဲ့ပြည်내ဘတ်ဂျက်များမှာချထားခဲ့ပြီးအဓိကလမ်းပန်းဆက်သွယ်ရေးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနာတာလပညာရေးကျန်းမာရေးနဲ့အခြားလုပ်ငန်းအသီးသီးတွေလုပ်ငန်းတင်တာခေါ်ယူရာ company 1325ခုကရှောက်ထားကြတယ်လို့သိရပါတယ်ချင်းမြို့သားဆက်တင်ပို့ပေါက်ခဲ့တဲ့နေရာ၌ကျပ်ငွေတန်း850ကုန်ကျနဲ့ဆောက်လုပ်နေတဲ့ဖလန်မြို့ခမ်းမကိုဒီဇင်ဘာလ12ရက်နေ့တွင်ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရပါတယ်။ချင်းမြို့သားနေဆက်တင်ပို့ပေါက်တဲ့နေရာတွင်အိန္ဒိယအစိုးရကူညီထောက်ပံ့မှုနဲ့ပြည်내အစိုးရရဲ့ဘတ်ဂျက်ငွေတန်ပေါင်း850ကုန်ကျတဲ့ဖလန်မြို့ခမ်းမကိုပြည်내အစိုးရကလာမယ့်ဒီဇင်ဘာလ12ရက်နေ့တွင်ဖွင့်လှစ်ရန်စီစဉ်နေကြောင်းသိရပါတယ်။1948ခုနှစ်ဖေဖော်ဝါရီလ19ရက်နေ့ကနေ22ရက်နေ့အထိချင်းလူကြီး9000ကျော်ကချင်းအမျိုးသားနေပိုးပေါက်လာစေဖို့အစည်းအဝေးကျင်းပခဲ့တဲ့နေရာကိုဖလန်မြို့ခမ်းမဆောက်လုပ်တဲ့နေရာအဖြစ်အသုံးပြုထားတာပါပလဝမြို့နယ်ကနေကျွန်တော်အဖေဦးဆောင်မှုနဲ့ခြေလင်းနဲ့ဖလန်ထိသွားခဲ့ကြတယ်ဒီနေရာကိုတတိယစေဖို့အိန္ဒိယအစိုးရကနေနာတာလာမှာတစင်ကျပ်ငွေတန်း600ကျော်ကူညီတဲ့ငွေနဲ့ချင်းပြည်နယ်ဘတ်ဂျက်နဲ့Aroma Company ကဆောက်လုပ်တာဖြစ်တဲ့အဆင်ပြေရဆိုရင်ဒီဇင်ဘာလ12ရက်နေ့မှာဖွင့်လှစ်ဖို့စီစဉ်ထားတယ်လို့ချင်းပြည်နယ်ဆိုရပြောရေးဆိုခွင့်ရှိသူဝန်ကြီးဦးစုထက်ကဟာခါ Times ကိုပြောပြခဲ့ပါတယ်။ပြည်내ဆိုရမှာဖလန်မြို့ခမ်းမကိုဒီဇင်ဘာလ12ရက်နေ့၌ဖွင့်လှစ်မည်ဖြစ်ပြီးဒီဇင်ဘာလ13ရက်နေ့တွင်ဒီရိမ်မြို့တွင်ဆောက်လုပ်နေတဲ့မြို့နယ်ရုံးနဲ့ရိပ်သာများကိုလည်းဖွင့်လှစ်ရန်စီစဉ်နေကြောင်းသိရပါတယ်။ထန်တလန်မြို့ပေါ်ရှိစားသုံးကုန်ရောင်းဝယ်နေတဲ့သူများထံ COVID-19 ရောဂါမပြန့်ပွားစေရန်ပညာပေးမှုများလှုပ်ဆောင်ပေးနေပါတယ်။ထန်တလန်မြို့ပေါ်ခမ်းမ၌စားသုံးကုန်နဲ့လက်ဖက်ရည်ဆိုင်ပိုင်ရှင်များကို COVID-19 ရောဂါမပြန့်ပွားရေးအတွက်2020ခုနှစ်နိုဝင်ဘာလ26ရက်နေ့တွင်အသိပညာပေးမှုလှုပ်ဆောင်ပေးခဲ့ကြောင်းသိရပါတယ်။စားသုံးကုန်ဆိုင်နဲ့လက်ဖက်ရည်ဆိုင်ပိုင်ရှင်များကို COVID-19 ရောဂါမပြန့်ပွားစေရန်ထန်တလန်မြို့နယ်ပြည်သူ့ဆေးရုံဆရာဝန်ဒေါက်တာထွန်းပွားနဲ့အုပ်ချုပ်ရေးရုံးရဲ့တာဝန်ရှိသူဦးစင်မြတ်မင်းထွတ်တို့ကဦးဆောင်ပြီးပညာပေးမှုလှုပ်ဆောင်ပေးနေကြောင်းသိရပါတယ်။ဒီတစ်ခါပညာပေးမှုလှုပ်ဆောင်တဲ့နေရာမှာစားသုံးကုန်နဲ့လက်ဖက်ရည်ဆိုင်ပိုင်ရှင်30လောက်တက်ရောက်နိုင်ကြတယ်လို့ဒေါက်တာထွန်းပွားကဟာခါ Times ကိုပြောပြခဲ့ပါတယ်။ထန်တလန်မြို့ပေါ်ရှိဆိုင်ပိုင်ရှင်များအနေနဲ့ကျန်းမာရေးနဲ့အားကစားဦးစီးဌာနမှ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာလမ်းညွှန်ချက်အတိုင်းလိုက်နာဆောင်ရွက်မှုရှိမရှိကိုစစ်ဆေးပြီးမလိုက်နာသူရှိပါကအရေးယူသွားမည်ဖြစ်ကြောင်းသိရပါတယ်။ Christmas ပွဲတော်နီးကပ်လာပြီဖြစ်တာကြောင့်ဟာခါမြို့ပေါ်ရှိအဝတ်အထည်ဈေးရှုပ်ရောင်းနေကြပါတယ်။2020ခုနှစ်ခရစ်စမတ်ပွဲတော်နီးကပ်လာပြီဖြစ်တာကြောင့်ဟာခါမြို့ပေါ်ရှိကုန်သည်တချို့ကအဝတ်အထည်ဈေးရှုပ်ရောင်းနေကြောင်းသိရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးလိုင်ရမ်ချန်ဖြူစိုင်ပန်ရှင်ပူနီကျုံက COVID-19 ရောဂါကြောင့်ပြည်သူလူထုအခက်အခဲတွေ့ကြုံနေတဲ့အချိန်ဖြစ်တာကြောင့်ကုန်ပစ္စည်းလေးထပ်မမှာယူနိုင်ဘူး။ဒါကြောင့် generic ကုန်ပစ္စည်းတွေကိုခရစ်စမတ်ပွဲတော်အချိန်အခါလေးဖြစ်နေတာကြောင့်ကျပ်ငွေ2000တန်ဖိုးရှိတဲ့အဝတ်အထည်တွေကိုကျပ်ငွေ18000နဲ့ရှို့ရောင်းပေးနေတယ်လို့ Hakka Times ကိုပြောပြခဲ့ပါတယ်။ COVID-19 ရောဂါကြောင့်ပစ္စည်းတွေမဝယ်ယူနိုင်ဘူးမှာပေးမှာထားတယ်ခရစ်စမတ်ပွဲတော်အချိန်အခါဖြစ်နေတာကြောင့်ကုန်ပစ္စည်းရှို့ရောင်းပေးတယ်ရခင်နှစ်တွေမှာလည်းခရစ်စမတ်ပွဲတော်မှာတော့ဈေးနှုန်းရှို့ရောင်းနေကြတာဖြစ်တယ်လို့ဖျားမြတ်တာအောင်အထေဆိုင်ပိုင်ရှင်ပူချုံလင်ကဟာခါ Times ကိုပြောပြခဲ့ပါတယ်
ရခိုင်နှစ်များတွင်ဟာခမြို့ပိုရှိအထေဆိုင်အများစုဟာခရစ်စမတ်ပွဲတော်ကာလတွင်လည်းဈေးနှုန်းလျှော့ရောင်းခြင်းမရှိကြောင်းနဲ့ယခုနှစ်တွင်မှ COVID-19 ရောဂါကာလဖြစ်နေတာကြောင့်အထေဆိုင်အများစုကဈေးနှုန်းလျှော့ရောင်းနေပြီး online မှာရောင်းဝယ်နေတဲ့ဈေးနှုန်းကိုမှပုံမှန်အတိုင်းဖြစ်နေကြောင်းသိရပါတယ်လူကြီးမင်းတို့လုပ်ငန်းကြောင်းရာများကိုကြောင်ရထည့်သွင်းလိုပါက The Hakka Times မှာဈေးနှုန်းချိုသာစွာနဲ့လှုပ်ဆောင်ပေးနေပါတယ် The Hakka Times ရဲ့ Facebook page နဲ့ YouTube channel တို့ကို like follow share နဲ့ subscribe လုပ်သားဖို့လည်းတိုက်တွန်းလိုပါတယ်ကျွန်မ Elizabeth ပါ CHR က COVID ရောဂါကြောင့် quarantine နေထိုင်သူများအားထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်းသိရပါတယ်ချင်းလူအခွင့်အရေးဖွဲ့စည်း CHR မှာတွန်းဆောင်တည်တင်ဖလားနဲ့ထန်တောင်မြို့နယ်များ၌ COVID-19 ရောဂါကြောင့် quarantine တွင်နေထိုင်သူများအားထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်းသိရပါတယ်ယခုကမြို့နယ်၃ခုမှာ home quarantine မှာရှိကြတဲ့သူတွေကိုစားစရာနဲ့လိုအပ်တဲ့ပစ္စည်းတွေကိုထောက်ပံ့ကူညီနေတယ်အများကြီးထောက်ပံ့နေရတော့မဟုတ်ပါဘူး home quarantine မှာနေထိုင်ကြတဲ့သူတွေအတွက်တစ်ဖက်တစ်လမ်းကနေအထောက်အကူပြုမလားလို့ကူညီတာဖြစ်ပါတယ်ဟုစီမံကိန်းမန်နေဂျာဆလိုင်းဗန်ဗျက်ထန်က Hakka Time ကိုပြောပြခဲ့ပါတယ် CHRD ချင်းပြည်နယ်အတွင်းလွန်ခဲ့သည့်မတ်လမှစ၍ COVID-19 ရောဂါစတင်တွေ့ရှိပြီးနောက်ဧပြီလမှစ၍ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကိုယခုအချိန်ထိလှုပ်ဆောင်နေတဲ့အဖွဲ့လည်းဖြစ်ပါတယ်အခုခုကြီးထောက်ပံ့ပေးနေတာကအိန္ဒိယနယ်စပ်နဲ့ထိတွေ့နေတဲ့နေရာတွေဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့အိန္ဒိယကနေဝင်လာတဲ့သူတွေရှိနေပြီးကိုဗစ်ရောဂါတွေ့ရှိလူနာသစ်တွေရှိနေတာကြောင့်ဖြစ်တယ်။နယ်စပ်ဒေသမှာရှိကြတဲ့ကြေးရွာတွေကိုလည်းကူညီထောက်ပံ့ပေးနေပါတယ်လို့ဆလိုင်းဗန်ပြတ်ခန်းကထပ်လောင်းပြောဆိုခဲ့ပါတယ်။ထို့နောက်ဆလိုင်းဗန်ပြတ်ခန်းကဆက်လက်ပြီးနိုဝင်ဘာလ24ရက်နေ့မှာကျွန်တော်တို့အဖွဲ့စမီးမြို့ကိုရောက်လာကြတယ်။ဒါပေမဲ့ကူညီထောက်ပံ့ရေးတည်သွားတဲ့သူတွေကquarantine ဝင်နေရဲဆိုတော့အပြင်ထွက်လို့မရသေးဘူးဒါပေမဲ့စမီးမျိုးမှာဝန်ထမ်းတအုပ်ရှိနေတော့သူကပဲထောက်ပံ့ရေးပစ္စည်းတွေကိုဖြန့်ဝေပေးနေပါတယ်လို့ဆိုပါတယ်ဤထောက်ပံ့မှုကို Local Resource Center LRC အဖွဲ့နဲ့လုပ်ငန်းပူးပေါင်းဆောင်ရွက်နေတာဖြစ်ပြီးငွေရေးကြေးရေးကိစ္စကို Access to Health Fund ကကူညီထောက်ပံ့နေခြင်းဖြစ်တယ်လို့သိရပါတယ်ရွေးကောက်ပွဲတွင်ထန်တလန်မြို့နယ်မှာအနိုင်မရရှိခဲ့တဲ့ဦးဗန်ဘွိုလီယန်တဦးတဲကသာရွေးကောက်ပွဲရလက်ခံကြောင်းလက်မှတ်ရေးထိုးခဲ့ကြောင်းသိရပါတယ်။ထန်တလန်မြို့နယ်ရွေးကောက်ပွဲတွင်အနိုင်မရရှိခဲ့တဲ့ကိုယ်စားလှယ်များအနက် CNLD ပါတီမှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာတွင်ဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့ဦးဗန်ဘွိုလီယန်ကသာရွေးကောက်ပွဲရလက်ခံကြောင်းလက်မှတ်ရေးထိုးနိုင်ကြောင်းသိရပါတယ်။ရွေးကောက်ပွဲမှာရှုံးနိမ့်ခဲ့တဲ့ဦးဗန်ဘွိုလီယန်ကသာလက်မှတ်ရေးထိုးခဲ့တဲ့လက်မှတ်မရေးထိုးခဲ့တဲ့လူတွေကတော့တာဝန်ပြက်ကွက်တဲ့အတိုင်းဖြစ်လာမှာပါလို့ထန်တလန်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူဦးခင်အောင်လင်းက Hakka Time ကိုပြောပြခဲ့ပါတယ်။ထန်တလန်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှာရွေးကောက်ပွဲတွေအနိုင်ရရှိခဲ့တဲ့မဲဆရေးနဲ့ရွေးကောက်ပွဲတွေဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့ကိုယ်စားလှယ်များပြည်သူများပါဝင်တဲ့လက်မှတ်ရေးထိုးပွဲကို2020ခုနှစ်နိုဝင်ဘာလ9ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ရာအနိုင်ရရှိခဲ့တဲ့ကိုယ်စားလှယ်များကသာလက်မှတ်ရေးထိုးခဲ့ကြောင်းသိရပါတယ်။ဟာမွန်ဆူတောက်ဆောင်မီးရရှိရေးအတွက်ဒုတိယသမ္မတကကူညီရန်စီစဉ်နေကြောင်းသိရှိရပါတယ်။ကလေးမျိုးရှိဟာမွန်ဆူတောက်ဆောင်တွင်လျှက်စစ်မီးရရှိရေးအတွက်နိုင်ငံတော်ဒုတိယသမ္မတဦးဟန်ရီဗတ်တယောက်ကကူညီဆောင်ရွက်ပေးရန်စီစဉ်နေကြောင်းသိရပါတယ်။နိုင်ငံတော်ဒုတိယသမ္မတဦးဟန်ရီဗန်တယောက်ကနေအဆောင်တာဝန်ရှိသူတွေကိုဖုန်းဆက်တဲ့ဟာမွန်ဆူတောင်းဆောင်မှာလျှက်စစ်မီးရရှိနိုင်ဖို့ဆောင်ရွက်ပေးမယ်လို့ပြောပြပါတယ်။ဘာတွေလိုအပ်မလဲဆိုတာကိုလည်းမေးခဲ့တယ်။တကယ်ကိုကျေနပ်မိပါတယ်။လျှက်စစ်မီးရတော့မယ့်အခြေအနေဖြစ်လာပြီးဒုတိယသမ္မတနဲ့ဖုန်းပြောတဲ့သူကဟာမွန်ဆူတောင်းဆောင်တာဝန်ရှိသူတွေကိုခေါ်ပြီးလျှက်စစ်ကြိုးနဲ့အခြားလိုအပ်နေရာတွေကိုတွက်ချက်နေကြတယ်။ကျွန်တော်တို့ဆူတောင်းနေတာကအလကားမဟုတ်ပါဘူး။ဖျားသခင်ကဒုတိယသမ္မတကိုအသုံးပြုပြီးကျွန်တော်တို့ကိုကူညီဖို့စီစဉ်နေပါတယ်လို့ဟာမွန်ဆူတောင်းရဲ့အဖွဲ့ဝင်ပြီးညံခင်က Hakka Time ကိုပြောပြခဲ့ပါတယ်။ကလေးမျိုးတွေစူတောင်းကျင်းပပွဲပြုလုပ်သည့်နေရာအများပြရှိနေသည့်အနက်လိုင်ဘာသာဟာခါဖြစ်စူတောင်းသည့်နေရာမှာဟာမွန်ဆိုသည့်စူတောင်းဆောင်တစ်ခုတည်းသာရှိကြောင်းသိရပါတယ်။ဒါHakka Timeမြန်မာဘာသာစီစဉ်ကိုဒီလောက်နဲ့ပဲအဆုံးသတ်တော့မှာဖြစ်ပါတယ်။အားလုံးပဲရွှေလန်းချမ်းမြေ့ကြပါစေရှင်။ကျွန်မချယ်ရီပါ။